မင်္ဂလာပါ24ဘို့20AH လေးပါတန်73 A ပါပါကင်လုံးထားတယ်မိကျော်ရင်မပတ်သေးပါဘူးဟိုဘက်မှာ 7.5AH ပါဒီဓာလေးကိုထုတ်ပြီးတော့အဲ့ဒီဘူးတဲ့ကိုဒါပြန်ထည့်မှာပါတေချာပါကင်လေးလုံးပြီးတော့ဗောနော်ဒါမြင်နေရတာကြီးကတော့ဒါ82ဘို့ service လုပ်ထားတဲ့အလုံးပါကျွန်တော်မအားသေးရနဲ့ BMS ပိုင်းမတက်ရသေးဘူး3200 mAh အလုံးနဲ့ဒါလေးကတော့ခေပင်လန်းခွဲကမှားထားတဲ့ကိုကြီးတယောက်မှားလာတဲ့လုံးလေးပါပါကင်လုံးပြီးပါပြီသူ့လိုပဲ2900 EV 2900နဲ့ဆင်ပေးထားတာပါ36ဘို့ 20AH လေးပါဒီလိုမျိုးပါကင်လုံးပြီးတော့ကျွန်တော်တို့ဒါမီးချုံအင်းစွန့်နေတာပါဒီမှာပါတော့ဒီပေါ်ပါကင်ပုံစံလေးကျွန်တော်တို့ပြောင်းထားပါတယ်အရင်ကဆိုရင်ကျွန်တော်တို့ဒီပါကင်နဲ့ထည့်ပေးတာဗျဒီလိုအပြားရင်နဲ့ထည့်ပေးတာအခုတော့ဒါကျွန်တော်တို့ပါကင်ပုံစံလေးပြောင်းထားပါတယ်ပါကင်လေးတေချာတက်လေးအထဲမှာလည်းအပူကန်တိတ်တွေအထက်ပေါ့နော်အဲ့တော့ဟိုတရက်ကဟိုတိတ်အထက်တေချာပါကင်လှုပ်ထားတာဟိုတယောက်ကဘာပြောလဲဆိုတော့ဟိုကျွန်တော်မင်းတို့ကလည်းရေလုံးဘူးလည်းမပေးဘူးတဲ့ဟိုသူများတွေဆိုရင်လည်းရေလုံးဘူးကအခုမတူဘူးတယောက်နဲ့တယောက်ဟိုကျွန်တော်တို့ကစတွက်ထဲအခုရေလုံးဘူးလိုလားမလိုလားတခါတည်းမေးပြီးမှဈေးကိုတွက်တာကျွန်တော်တို့တေချာပါကင်လှုပ်ပေးထားပါတယ်အထက်ကဟိုအပူကန်တိတ်တွေအစားမင်းရတဲ့ဟို1500 2000ကိစ္စတွေကိုလာပြောနေတယ်တဲ့အဲ့1500 2000ကိစ္စကြောင့်မီးလောင်တတ်တယ်ဆိုတာရောသူတို့နားမလည်ဘူးဗျရှင်းပြရင်စကားတွေကအများကြီးဖြစ်သွားမယ်เนาะဒီလိုနေရာတွေမှာဒီထိတ်ခေါင်းတွေနဲ့ဟိုအနီနဲ့တွေမပူးသွားဖို့တေချာလေးလှုပ်ပေးတာတွေဒီလိုတိတ်တပြားကဒီ short ဖြစ်တာကိုကာကွယ်ပေးတယ်ဆိုတာတွေကိုသူတို့တွေနားမလည်ကြဘူးဗျเนาะဒါလေးရှင်းပြပေးတာပါမသိလို့ပြောတာကိုကျွန်တော်အပြစ်မယူပါဘူးထားလိုက်ပါအဲ့တယောက်ကအဲ့လိုပြောတော့ကျွန်တော်အနေနဲ့ကျွန်တော်သူ့ကိုစက်မရှင်းပြတော့ဒါသူနားမလဲလို့ပြောတာပေါ့နော်အဲ့တော့စက်မရှင်းပြတော့ဘယ်နဲ့ကျွန်တော်ဘာလုပ်လဲဆိုတော့သူကကျွန်တော်ချာဂျင်ကောင်းလေးလက်ဆောင်တောင်းတယ်ကျွန်တော်ပေးလိုက်ပါတယ်ကိုယူသွားပါလို့ယူသွားလိုက်ပါလို့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်သူများဆိုင်နဲ့ရှင်ပြီးတော့ပြောတယ်ဟိုသူများမှဆိုဘလို့ရတယ်မင်းတို့ကြတော့မပေးဘူးဆိုပြီးတော့ဈေးကဘလို့ယူတယ်ဆိုပြီးပြောတယ်မတူပါဘူးခင်ဗျာကျွန်တော်တို့ကလူလည်းကြထားတာလည်းဘာမှမရှိပါဘူးစပြီးတော့ကျွန်တော်တို့ order တင်နေရဘာပစ္စည်းယူမယ်ဘာပစ္စည်းမယူဘူးဆိုတာကိုကျွန်တော်တို့တန်းပြီးတော့တခါတည်းစရင်တွက်ပါတယ်ခင်ဗျာโอเคဒီမှာပါเนาะအဲ့တော့ဟို1500 2000နဲ့ပစ္စည်းတွေအကြောင်းပြောနေဆိုတော့တကယ်တမ်းသူပြောနေတာကအဲ့ဒီ1500 2000 3000နဲ့ချာဂျင်ကောင်းလေးအတွက်နဲ့ကျွန်တော်ကိုအဲ့လိုစကားပြောတာပါသူဒီလဲချာဂျင်ကောင်းအတွက်နဲ့ပဲပြောတာပါခင်ဗျာအဲ့တော့ကျွန်တော်ပေးလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီဟာပြောတာထက်ကိုကျွန်တော်ဦးရှင်းပြချင်တာကအဲ့1500 2000ပါကင်အထက်ကတိတ်ခွေဘိုးလေးတွေကတိတ်တပြားလေးမရှိုံနဲ့တခဲတွေလောင်